အိတ်မယ် I will sleep. I will sleep တွေ့လားအဲ့လိုမျိုးဗျာသူအဲ့လိုပြန်ပေးတယ်ဒီမှာကြည့်လိုက်ကျွန်တော်စောစောပြောတဲ့ဥစ္စာကိုကျွန်တော်ဒီဘက်မှာကျွန်တော်က translate ကိုဒီဘက်မှာကျွန်တော်က shiny ထားကြည့်မယ်ဗျာ shiny ထားကြည့်မယ်ဗမာ language ကနေ shiny language ကိုရလားတစ်ချက်ကြည့်လိုက်မယ်စားမယ် 我会吃。我会吃အိတ်မယ် 我要睡觉了。我要睡觉了တွေ့လားဒီမှာကြည့်လိုက်သူတရုတ်လိုစာပါပေါ်ပေးတယ်နော်စာလဲပေါ်ပေးတယ်ဒီမှာကြည့်လိုက်စာလဲပေါ်ပေးတယ်အတန်လဲကြားပြီဒါပြောမယ်ဒီကောင်လေးဒီနှစ်ချက်ပါသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ကခီးတွေပါတွေထွက်တဲ့ခါကျလို့ရှိရင်ဘယ်နိုင်ငံသွားတော့အဆင်ပြေတယ်ကိုပြောမဲ့ language နဲ့ကိုရောက်နေတဲ့နိုင်ငံ language နဲ့ကိုရွေးလိုက်ရွေးပြီးသွားလို့ရှိရင်ဒီမှာနှစ်ချက်ကလေးတက်မယ်ပြီးလို့ရှိရင်သူ့ရဲ့ software လေးသုံးမယ်ပြီးရင်ဒီမှာကြည့်လိုက်ဒီထဲမှာစာပြပေးတယ်ဗျာဒီမှာ software ထဲမှာလည်းပြပေးတယ်ဒီမှာလည်းပြပေးတယ်လုံးဝအဆင်ပြေတယ်ဗျာဒီ bluetooth နှစ်ချက်လေးကဘာထူးခြားလဲဆိုတော့ဒီမှာကြည့်လိုက်ပါအိုးမတင် slide phone လေးလိုပါလို့နဲ့ဒါ ADC ကနေပြီးတော့ထုတ်တယ်ပေါ့နော်ဒါ bluetooth AI နှစ်ချက်ဖြစ်ပါတယ်ဘာလို့ bluetooth AI နှစ်ချက်လို့ပြောလဲဆိုတော့သူ့မှာဘာတွေထူးခြားချက်ရှိလဲဆိုတာကိုကျွန်တော်ဆက်ပြပေးမယ်နော်ဒီမှာကြည့်လိုက်ဒီမှာတွေ့လိုက်ကျွန်တော်ပုံလေးထည့်ထားလို့ရတယ်ကျွန်တော်ပုံလေးကိုထည့်ထားလို့ရတယ်ဒီတိုင်းလေးဟုတ်တယ်လားသူထက်မှာပါတဲ့ဥစ္စာရဒီမှာတရှင်ဒီမှာသူရဲ့တရှင်ရဲ့ဒါ music ကဘာ music ပုံစံတွေကိုရွေးချယ်ခြင်းလဲအဲ့လိုရွေးလို့ရတယ်ဒီမှာတွေ့လားဒါအသေးပေးလိုက်ပေးတာပြီးလို့ရှိရင်ဒီကောင်လေးကအပေါ်အောက်ကိုနှိပ်လို့ရှိရင်ဒါကကိုယ့်ရဲ့ဖုန်းတွတ်ကြည့်နေအောက်ကိုသွားခြင်းအဲ့လိုပုံစံမျိုးပေါ့နော်ဒါအသေးပေးလိုက်ပေးတာဆိုလဲဒီကနေရတယ်ဒီလားဒါကင်မရာရိုက်ထားဒီမှာကကြောင့်ခင်းဆော့မှာလားတချင်းနားထောင်မှာလားကိုယ့်ဘက်ကိုရွေးချယ်ပြီးလုပ်လို့ရတယ်ဒါကကြတော့ကိုယ်မှာကိုယ်အတန်နဲ့ပြောခြင်းလဲဆိုလို့ရှိရင်ဒီကောင်လေးကိုနှိပ်ပြီးတော့ဒါအတန်နဲ့ပြောလို့ရတယ်အဲ့ဒါကကိုကဒီကောင်လေးကိုနှိပ်ပြီးတော့ရပြီးလို့ရှိရင်တစ်ချက်ကလေးကိုကိုယ်မှာဖွင့်ပြီးတော့တစ်ချက်လေးနဲ့အဲ့လိုပြောလို့ရတယ်ပေါ့နော်ကဲဒါကထူးခြားချက်ဒါကတော့ဒါပုံမှန်ပဲပေါ့နော်ဒီလိုမျိုးပါတဲ့ controller box ပါတဲ့ဒီလိုမျိုးနှစ်ချက်လေးတွေမှာပါတဲ့ပုံမှန်သုံးလို့ရတဲ့ function တွေပဲပေါ့နော်ဒီမှာပို့ပြီးတော့ထူးခြားသွားတာဘာလဲဆိုတော့သူ့မှာကဒီကောင်မှာက AI software ပါသူ့ရဲ့ AI software နဲ့ဒါကိုကဘယ်နိုင်ငံကိုပဲသွားတော့ကိုယ့်ရဲ့ဒီဘာသာစကားတွေကို translate လုပ်လို့ရတယ်ဗျာသူ့မှာပါတယ်ဒီမှာကြည့်လိုက်တွေ့လားဒီ QR code လေးကို scan ဖတ်မယ် scan ဖတ်ပြီးလို့ချင်းကျွန်တော်တို့ကကိုယ့်ရဲ့ဖုန်းထဲမှာဒီကောင်လေးကို download ဆွဲလိုက် download ဆွဲလိုက်လို့ချင်းဒီမှာကြည့်လိုက်ဒီ software လေးဒီမှာကြည့်လိုက်ကျွန်တော်ပြမယ်ဒီမှာကြည့်လိုက်ဒီ software လေးအဲ့ software လေးဒီကောင်ရဲ့ထူးခြားချက်ကအဲ့ဒီ software လေးလည်းပါတယ်ဗျာအဲ့ဒီ software လေးကိုကိုယ့်ရဲ့ဖုန်းထဲမှာ download ဆွဲမယ် download ဆွဲပြီးလို့ချင်းကျွန်တော်တို့ဘာတွေလုပ်လို့ရလဲဆိုဒီမှာကြည့်လိုက်ဒီမှာ translate ဆိုတာလေးရှိတယ်ဒီမှာ translate ဆိုတဲ့နေရာကိုရွေးလိုက်လို့ချင်းဒီမှာကြည့်လိုက်သူ့ထဲမှာကိုကဒီနှစ်ချက်နဲ့ပြောပြီးတော့ဒါ translate လုပ်မှာလားဖုန်းနဲ့ translate လုပ်မှာလားအဲ့ဒီဥစ္စာတွေကိုအကုန်လုံးဒီမှာနေပြောတာကိုဘာသာပြန်ချင်တဲ့ဥစ္စာကိုဒီမှာ translate လုပ်ပြီးတယ်ပေါ့နော်ဒီမှာကြည့်လိုက်ကျွန်တော်အရင်ဆုံးဆန်းပြကိုကဒီမှာ translate လုပ်တဲ့ဟာကိုဒီ screen လေးမှာလည်းပေါ်ပေးတယ်နော်ကျွန်တော်အရင်ဆုံး translate လုပ်ပြမယ်မြန်မာ language ကနေပြီးတော့ English language ကိုကျွန်တော်တစ်ချက် translate လုပ်ပြမယ်ဒီမှာကြည့်လိုက်စားမယ် I will eat. I will eat တွေ့လားဒီမှာကြည့်လိုက်ဒီမှာပေါ်တယ် I will eat သွားမယ် I will go. I will go တွေ့လားနော်ဒီမှာဒါ AI Bluetooth နဲ့ချက်ဖြစ်ပါတယ်နော်ပြောမှဆိုလို့ရှိရင်ကျွန်တော် Bluetooth ကိုရိုးရိုးသုံးနေရတဲ့စားလို့ရှိရင်ဒီလိုမျိုးပုံစံလေးလည်းသုံးတော့ကိုကဘာသာစကားလေ့လာခြင်းတဲ့ခံလို့ဆိုလို့ရှိရင်လေကိုယ့်ဘက်ကို testing လုပ်ပြီးတော့ပြောနေလို့ရတယ်နော်ဒီမှာဘာသာစကားက134မျိုးဒီမှာကြည့်လိုက်သူက language ပြထားတယ်ဒီမှာ134မျိုး134မျိုးဘာသာစကားဘာသာပြန်လို့ရတယ်ပြီးလို့ရှိရင်သူ့ရဲ့ Bluetooth နဲ့ချက်လေးရတယ်ဒီပုံစံလေးကိုယ့်ရဲ့ပုံလေးလည်း wallpaper ရှင်းပြီးတော့အဲ့လိုမျိုးပေါ့နော်ကိုကြိုက်တဲ့ပုံဒီမှာ software ထဲမှာရှင်းပြီးတော့လည်းထည့်လို့ရတယ်ဟုတ်လားဒီမှာသူ့ထဲမှာဒီမှာ home ထဲမှာဒီမှာ setting တွေပါတယ်ဗျာဒီမှာတွေ့လားကျွန်တော် like ပေးပြမယ်like ပေးလိုက်ပြီပြီးရင်ဒီမှာတွေ့လားဒီမှာကျွန်တော်အတန်ကြားနေရတယ်လားအတန်ကြားနေရတယ်ဒီမှာကြည့်လိုက်တွေ့လားကိုယ့်ရဲ့ဖုန်းနဲ့ like ပေးအသေးပေးဖို့အတွက်ကိုဒီဟာလေးကနေလည်းလုပ်လို့ရတယ်ဗျာဟုတ်လားကိုယ်ဖုန်းလေးအောက်ချပြီးဒါလေးကနေပြီးတော့ပဲကို TikTok ကြည့်ပြီးတော့ like ပေးအသေးပေးနေလို့လည်းရတယ်ဟုတ်လား